เอาဆိုတာယူတာဖြစ်တယ်နော်แล้วก็มาလာသည်ซื้อဆိုတာကကြောင့်ဝယ်တာနော်မိုင်ကကြတော့အသက်နော်แล้วก็เขาตู่ပြောနော်ฉันภาษาမပိတ်ฉันကကြတော့ကျမမဟုတ်လေငါအဲ့လိုမျိုးသုံးမယ်နော် ใครကကြတော့ဘာတူလဲဟုတ်ပြီနော်หายကကြတော့ပျောက်တာနော်ပျောက်ဆုံးတာကိုပြောတာขอတောင်းသည်แล้วก็หมดကကြတော့ကုန်တာနော်แล้วก็ไม่มีမရှိဘူးလို့ပြောတာဖြစ်တယ်ဆိုတော့ဒီစကားလုံးလေးတွေကမနေ့ကသင်ခဲ့တဲ့သင်ခန်းစာထက်ကပါဝင်နေတဲ့စကားလုံးတချို့လေးကိုပြန်ပြောသင်ပေးတာဖြစ်ပါတယ်เจอกัน EP ใหม่นะคะ